မင်္ဂလာပါရှင်ယခုကျမသင်ကြားပို့ချမှာကတော့ First Year First Semester Principles of Microeconomics မှာသင်ခန်းစာအချို့ကိုသင်ကြားပို့ချမှာဖြစ်ပါတယ်ရှင်သင်ခန်းစာမှာပါဝင်တဲ့အကြောင်းအရာတွေကတော့ chapter စုစုပေါင်း12ခုရှိပါတယ်ရှင်Chapter 1 Introduction to Microeconomics Micro ဘောဂဗေဒဆိုတာဘာလဲဆိုတာကို Chapter 1မှာသင်ကြားပို့ချသွားမှာဖြစ်ပါတယ်ရှင်။ Economics ဆိုတဲ့ဘောဂဗေဒဆိုတာကိုစီးပွားရေးပညာရှင်တွေဖြစ်တဲ့ A.G. Reno, Adam Smith, J.S. May, F.A. Walker နဲ့ Kennel စတဲ့စီးပွားရေးပညာရှင်တွေကဘယ်လိုယူဆခဲ့သလဲဘယ်လိုသုံးသပ်ခဲ့သလဲဆိုတာကိုဒီသင်ခန်းစာမှာလေ့လာကြရမှာဖြစ်ပါတယ်။ What is economics? ဘောဂဗေဒဆိုတာဘာလဲ Economics it's about economizing ဘောဂဗေဒဆိုတာကခြွေတာရေးလို့လည်းအဓိပ္ပာယ်ရပါတယ် Scarce resource ရှားပါးတဲ့သယံဇာတတွေကိုအသုံးပြုပြီးတော့လူတွေရဲ့လိုအင်ဆန္ဒကိုအများဆုံးရရှိအောင် choice ရွေးချယ်မှုပြုလုပ်ခြင်းကိုလည်း economics ဘောဂဗေဒလို့ပြောပါတယ် Economics ဆိုတဲ့စကားလုံးက derive from the Greek words Greek ဘာသာစကားကနေပြီးတော့ဆင်းသက်လာပါတယ်ဆိုလိုတာက okot ဆိုတဲ့အိမ်ထောင်စုနဲ့ nimi ဆိုတဲ့စီမံခန့်ခွဲခြင်း okot nomins အိမ်ထောင်စုစီမံခန့်ခွဲခြင်းလို့အဓိပ္ပာယ်ရပါတယ်ရှင် Economics ဆိုတဲ့စကားလုံးမှာ scarcity ဆိုတဲ့စကားတစ်ခုကအခြေခံကြတဲ့ရှားပါးခြင်းဆိုတဲ့စကားဟာ economics မှာအခြေခံကြတဲ့စကားလုံးတစ်လုံးလည်းပဲဖြစ်ပါတယ် economics analysis ခွဲခြမ်းစိတ်ဖြာမှုဟာအခြေခံအားဖြင့် constraint ဆိုတဲ့ကန့်သက်ချက်တွေရဲ့အောက်မှာတစ်စုံတရာဥပမာအားဖြင့် leisure time, wealth, health, happiness အလက်ချိန်အများဆုံးရခြင်းနဲ့အများဆုံးချမ်းသာခြင်းနဲ့ထောင်ထောင်ကြီးကျန်းမာခြင်းနဲ့နေ့တိုင်းပျော်ရွှင်ခြင်းနဲ့စတဲ့ရနိုင်သမျှအရာတွေကိုအများဆုံးရရှိအောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီကန့်သက်ချက်တွေဒါမှမဟုတ်လို့ရှိရင် scarce resource တွေကြောင့်မို့လို့ trade off ဖြစ်လာပါတယ်။ဥပမာအားဖြင့် trade off ဆိုတာက one can have more money by working harder လူတစ်ယောက်ကပတ်စံပိုးပြီးတော့ရကြတယ်ဆိုရင်working harder အလုပ်ပိုလုပ်ရပါမယ်ဒါပေမဲ့ bus left time သူ့မှာအနားယူချိန်ကတော့နေပါသွားပြီနောက်ဥပမာတစ်ခုအနေနဲ့ကယ်ရီသမားတစ်ယောက်ကပတ်စံပိုးပြီးရကြတယ်ဆိုရင်သူကယ်ရီကိုအချိန်များများဆွဲရမယ်ပို့ပြီးကြိုးကြိုးစားစားကယ်ရီဆွဲရမယ်ဒါပေမဲ့မိသားစုနဲ့အနားယူတဲ့အချိန်မိသားစုကိုပေးရမယ့်အချိန်ကတော့နေသွားပြီဒါကို trade off လို့ပြောပါတယ်စီးပွားရေးပညာရှင် A.G. Reno ကတော့ choice ဆိုတဲ့ဟာကိုဘာလို့ပြောခဲ့လဲဆိုရင်ရရှိနိုင်တဲ့အကန့်အသတ်နဲ့တာရရှိနိုင်တဲ့ scarce resource တွေကိုအသုံးပြုပြီးတော့လူတွေရဲ့လိုအင်ဆန္ဒတွေကိုဖြည့်စွမ်းဖို့ရအတွက်နီလန်းတွေကအကောင်းဆုံးနီလန်းရနိုင်သမျှရနိုင်မှုတွေကိုရွေးချယ်မှုတွေလူတွေက choice ရွေးချယ်မှုတွေပြုလုပ်ကြတယ်လို့ A.G. Reno ကပြောထားပါတယ်အဲ့ဒီရွေးချယ်မှုတွေမှာလူတဦးချင်းစီးပွားရေးလုပ်ငန်းတွေနဲ့အစိုးရအဖွဲ့အစည်းတွေကတန်းချီပြီးတော့လှုပ်ဆောင်ကြတယ်ဘောဂဗေဒဟာအဲ့ဒီရွေးချယ်မှုအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာစီးပွားရေးစနစ်တရက်ဘယ်လိုဖွဲ့စည်းလာတာနဲ့အဲ့ဒီစနစ်ကိုမြည်သူမြည်ပုံလောက်ကင်နေတယ်လဲဆိုတာကိုလေ့လာသုံးသပ်ခြင်းပဲဖြစ်ပါတယ်Adam Smith ကတော့ trick off ထဲမှာသူကဘာကိုပို့ပြီးစဉ်းစားလာခဲ့တယ်လဲဆိုရင် convenience ကိုထည့်သွင်းစဉ်းစားလာခဲ့ပါတယ်။ငါကကျမတို့ဆိုလိုခဲ့တာဟာ time နဲ့ money ကိုတစ်ခုလိုချင်ရင်တစ်ခုကိုဆိုလိုရမယ်လို့ပြောခဲ့တယ်။ time နဲ့ money ကိုထည့်သွင်းစဉ်းစားခဲ့တယ်။ Adam Smith ကတော့သုံးခုစဉ်းစားတယ်။ time ရဲ့ convenience ရဲ့ money ရဲ့ဒီသုံးခုကိုသူကထည့်သွင်းပြီးတော့စဉ်းစားခဲ့တယ်။ဥပမာအားဖြင့်လူတစ်ယောက်က live near town
မြို့နာနီနီလေးမှာအိမ်ငှားပြီးတော့နေခြင်းနေဆိုရင်သူ့ရဲ့အိမ်ငှားကားကို pay more for rent of his home သူ့ရဲ့အိမ်ငှားကားကိုသူကပို့ပြီးတော့ပေးရပါမယ်သူအိမ်ငှားကားကိုနည်းနည်းပဲပေးချင်တာလားဒါမှမဟုတ်ရင်အိမ်ငှားကသူမတက်နိုင်ဘူးလားဒါဆိုလို့ရှိရင် live further away မြို့နဲ့ဝေးဝေးမှာသူနေထိုင်ရပါလိမ့်မယ်ဒါဆိုရင်သူ့ရဲ့အဆင်ပြေမှုကလည်းပဲလျော့နေသွားပါလိမ့်မယ်ဒါကို paying the difference out of his convenience လို့ပြောပါတယ် Adam Smith ကစီးပွားရေးပညာကိုနိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုနဲ့သဘောတဘာဝကြွယ်ဝချမ်းသာမှုသဘောတဘာဝနဲ့အကြောင်းအရင်းတွေကိုလေ့လာတဲ့ပညာလို့ဖော်ပြခဲ့ပါတယ်ဆိုလိုတော့ကတော့နိုင်ငံတကာနိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုကိုမြည်သူမြည်ပုံပုံမရရှိနိုင်တယ်ကိုလေ့လာတဲ့ပညာရဲ့လို့ Adam Smith ကဆိုခဲ့ပါတယ် J.S. Mill ကလည်းဘောဂဗေဒဘာသာရပ်ကိုကြွယ်ဝချမ်းသာမှုရဲ့ထုတ်လုပ်ခြင်းနဲ့ဖြန့်ဖြူးခြင်း production နဲ့ distribution ကိုကင်တွယ်တဲ့အခါမှာ production distribution တွေနဲ့ဆက်ဆက်နေတဲ့ပညာရဲ့လို့ဆိုခဲ့ပါတယ်။ American စီးပွားရေးပညာရှင် F.A. Walker ကတော့စီးပွားရေးပညာရပ်ကကြွယ်ဝချမ်းသာမှုနဲ့ဆက်ဆက်နေတဲ့ဗဟုသုတပေါင်းစည်းမှုတရက် knowledge လို့သူကပြောခဲ့ပါတယ်။ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အားလုံးဟာကြွယ်ဝချမ်းသာမှုနိုင်ငံသားတွေဘယ်လိုကြွယ်ဝချမ်းသာအောင်လှုပ်ဆောင်မလဲဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်နေတယ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေသုံးသပ်ချက်တွေပဲဖြစ်ပါတယ်မာရှယ်ရဲ့အဆိုအရကတော့စီးပွားရေးပညာရက်ကကြွယ်ဝချမ်းသာမှုကိုမြည်သို့မြည်ပုံရရှိရမယ်ကိုလေ့လာခြင်းသာမကဘဲနဲ့လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးအမြတ်ရရှိစေဖို့နဲ့အဲ့ဒီအကျိုးအမြတ်ကိုဘယ်လိုမျိုး utilize အသုံးချရမလဲဆိုတာကိုလေ့လာရမယ်ဘာသာရဲ့လို့ပြောခဲ့ပါတယ်မာရှယ်ကတော့ကြွယ်ဝချမ်းသာမှုဟာလူတွေရဲ့လူအင်ဆန္ဒကိုအကောင်းဆုံးရရှိအောင်အသုံးချနိုင်တဲ့နည်းလမ်းတစ်ရပ်ဖြစ်တယ်လို့သူကဆိုလိုခဲ့ပါတယ်တနည်းအားဖြင့်ကတော့စီးပွားရေးပညာရက်ကကြွယ်ဝချမ်းသာမှုကိုပြုလုပ်တဲ့သိပ္ပံဘာသာရပ်လေ့လာတဲ့သိပ္ပံပညာရပ်မဟုတ်ဘဲနဲ့လူသားတွေကိုအဓိကထားတဲ့လေ့လာချက်ဖြစ်တယ်လို့ဆိုလိုပါတယ်လူတွေရဲ့အကျိုးချမ်းသာကိုလေ့လာတဲ့ဘာသာရပ်လို့လည်းခေါ်ဆိုပါတယ်ကြွယ်ဝချမ်းသာမှုနဲ့ဆက်ဆက်နေတဲ့လူတွေရဲ့လှုပ်ရှားမှုကြွယ်ဝချမ်းသာမှုဟာကိုယ်တိုင်အတွက်မကပဲနဲ့လူသားတွေရဲ့အကျိုးချမ်းသာကိုမြင့်တင်ပေးနိုင်တဲ့ဘာသာရပ်လို့လည်းပဲသူကလေ့လာထားပါတယ်။ Candle ကတော့ Candle ကသူကဘယ်လိုမျိုးယူဆခဲ့တယ်လဲဆိုလိုခဲ့တယ်လဲဆိုရင် The aims of political economy is the explanations of general cause on which the material welfare of human being depends နိုင်ငံရဲ့စီးပွားရေးရည်ရွယ်ချက်ကလူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးချမ်းသာပေါ်မှာမူတည်တဲ့အထွေထွေအကြောင်းအရင်းတွေကိုရရှိစေရပြုလုပ်ခြင်းလို့သူကဆိုခဲ့ပါတယ်။မာရှယ်ကတော့1890ခုနှစ်မှာမာရှယ်ထုတ်ဝေခဲ့တဲ့ Principles of Economics စာအုပ်ထဲမှာ economics ကိုသူကဘယ်လိုမျိုးဖွဲ့ဆိုခဲ့တယ်လဲဆိုရင်နေ့စဉ်လူနေမှုဘဝအတွင်းလူသားတွေလေ့လာတဲ့ပညာရပ်လူသားတွေရဲ့အပြုအမူကိုလေ့လာတဲ့ဘာသာရပ်လူအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေကလူသားတွေရဲ့ကောင်းကျိုးချမ်းသာလိုအပ်နေတဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရရှိအောင်ပြုလုပ်ခြင်းနဲ့အသုံးချခြင်းအဲ့ဒါတွေနဲ့ဆက်ဆက်နေတဲ့အစိပ်အပိုင်းတွေကိုလေ့လာတဲ့ဘာသာရပ်လို့မာရှယ်ကဆိုခဲ့ပါတယ်မာဆယ်ရဲ့အစိပ်ပဲဖွင့်ဆိုချက်တွေကိုစစ်စစ်ကြည့်မယ်ဆိုလို့ရှိရင်၄ချက်တွေ့ရှိရပါတယ်ပထမဦးဆုံးအနေနဲ့ economic ဆိုတာက study of words ဥစ္စာဌာနကြွယ်ဝချမ်းသာမှုကိုလေ့လာခြင်းပဲမဟုတ်ဘဲနဲ့ study of human beings လူသားတွေရဲ့ကောင်းကျိုးချမ်းသာကိုလေ့လာတဲ့ဘာသာရပ်ပဲဆိုနိုင်ပါတယ် What is required for promoting human welfare
စာဒနာကြွယ်ဝချမ်းသာခြင်းကဘာတွေကိုမြင့်တင်ပေးနိုင်တယ်လဲဆိုရင်လူသားတွေရဲ့ကောင်းကျိုးချမ်းသာဒါတွေကို promoting မြင့်တင်ပေးဖို့ရအတွက်ဥစ္စာဒနာဆိုတာလိုအပ်ပါတယ် economics ကတာမန်လူသားတွေကိုလေ့လာပြီးတော့အဲ့ဒီလူသားတွေထဲမှာရှိတဲ့ချစ်ချင်းကျင်နာခြင်း love affection စတဲ့သဘာဝစိတ်ခံစားချက်တွေကြောင့်တက်ရောက်မှုကိုခံရတဲ့လူတွေရဲ့စိတ်ခံစားချက်တွေကိုလည်းထည့်သွင်းစဉ်းစားရမယ် Watts ကလူသားတွေရဲ့စိတ်ခံစားချက်အပြင်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုရရှိဖို့ရအတွက်အသုံးချခြင်းလို့လည်းအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ် Economics is social science ဘောဂဗေဒကို social science လို့လည်းပဲလူမှုရေးသိပ္ပံလို့လည်းပဲပြောကြပါတယ်လူသားတဦးချင်းစီ individuals it does not isolate individuals လူသားတယောက်ချင်းကိုလေ့လာတာမဟုတ်ဘဲနဲ့ but all individual living in a society လူအဖွဲ့အစည်းတွင်းမှာမိတင်းနေထိုင်ကြတဲ့လူသားအလုံးကိုလေ့လာခြင်းလည်းပဲဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့လူမှုရေးပြဿနာတွေကိုဖြေရှင်းဖို့ရအတွက်များစွာအထောက်အကူပြုပါတယ်နောက်နံပါတ်၄အချက်ကတော့စီးပွားရေး economics ဆိုတာက only study material requisitions or well-beings လူသားတွေရဲ့ကောင်းကျိုးချမ်းသာအတွက်လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလေ့လာတဲ့ဘာသာရပ်ဆိုလိုတာကတော့ရုပ်ပိုင်းဆိုင်ရာအကျိုးအမြတ်ဒါမှမဟုတ်ရင်ကောင်းကျိုးချမ်းသာအကြောင်းရင်းတွေကိုသာလေ့လာပြီးတော့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလစ်လျူရှုထားတယ်လို့မာရှယ်ကသူ့ရဲ့အမြင်လေးချက်ကိုဖွဲ့စည်းထားပါတင်ပြထားပါတယ်ယနေ့ကျမသင်ကြားပို့ချမယ့်သင်ခန်းစာကတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်နေ့မှာတော့ကျမဆက်လက်ပြီးတော့ခါကြတော့ဒီ economic ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘာတွေကိုဆက်လက်သင်ကြားမလဲဆိုတာကိုနောက်ဗီဒီယိုမှာဆက်လက်လေ့လာပါအားလုံးကိုကျေးဇူးတင်ပါတယ်